အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုကတော့ကျွန်တော် library သွားပြီးတော့စာသွားလုပ်မဲ့ vlog ပဲဖြစ်ပါတယ်တကယ်ချင်းနေရတဲ့ရောက်နေဆိုတာနဲ့ library ကိုသွားခဲ့ရတယ်အခုမြင်နေရတဲ့ building ကတော့ကျွန်တော်တို့ University City Campus ပါဒီစာအုံကတော့ student accommodation နဲ့ convenience store ရှိတဲ့နေရာပဲဖြစ်ပါတယ် NDU ပစ္စည်းလေးတွေရောက်ပါတယ်အခုကတော့ကျွန်တော် study လုပ်မဲ့ library ကိုရောက်ပါပြီ Boost Library လို့ခေါ်ပါတယ်ကဲအခုတော့ library တော့စဝင်ပါပြီဒါကတော့ကျွန်တော်ထိုင်နေတဲ့နေရာနဲ့မြင်ရတဲ့ view ပဲဖြစ်ပါတယ်အခုက student ID နဲ့ login ဝင်ပြီးတော့လုပ်ဆရာရှိရလေးတွေကိုဆက်လုပ်လိုက်ပါအောင်မယ်ဆိုတော့စာမလုပ်ခင် energy drink လေးတောက်ပါမယ်And yeah, this is me who's trying to focus on my study. And all I did is like just type in on the presentation slides. အခုမှ college second week ဆိုတော့လွယ်လွယ်ကူကူ presentation တွေပဲလုပ်ရပါသေးတယ်။ Okay ဒါကတော့ library tour လာပါပြီဒါကground floor ပဲဖြစ်ပါတယ် ground floor ဆိုတာထက် -1 floor ပါဘာလို့လဲဆိုတော့မြေအောက်မှာရှိနေfloor မို့လို့ပါအခုကတော့ ground floor ကနေပြီးတော့ကျွန်တော်ရဲ့ပစ္စည်းထားထားတဲ့ second floor ကိုပြန်တက်လိုက်ပါအောင်မယ် Today I'm going to show you the NTU library. အခုကကျွန်တော် presentation နဲ့လုပ်ပြီးပြီဆိုတော့အိမ်ပြန်မှာပဲဖြစ်ပါတယ်အခုမြင်နေရတော့ library ရဲ့ view ပဲဖြစ်ပါတယ်အထဲမှာတော်တော်လေးလှပြီးတော့တတရရနဲ့ကြည်ကြဲဝန်းဝန်းရှိပါတယ် Alright so this is the end and don't forget to like and follow my page and don't forget to like and subscribe my channel thank you